အားလုံးနာရှင်ပြည်သက်ကြီးများခင်ဗျကမ္ဘာတဝန်းကစောင့်မျှော်နေကြတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးဟာဆိုရင်တော့အင်ရှင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့မှာခန်းခန်းနာနာစတင်ကျင်းပနေပြီဖြစ်ပါတယ်ပြိုင်ပွဲအစဇွန်လ17ရက်နေ့ကနေ14ရက်နေ့အထိကစားခဲ့တဲ့အုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ထင်မှတ်မထားတဲ့ရလဒ်တွေဂိုးပြတ်သွင်းပွဲတွေနဲ့အတူအလွန်စိတ်လိုရှားဖို့ကောင်းတဲ့အလဲပြောင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်ဒီကနေ့မှာတော့အဆိုပါပွဲစဉ်ခရီးစဉ်တစ်လျှောက်ကစိတ်ဝင်စားပွဲချင်းတွေကိုအသေးစိတ်သုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇွန်လ17ရက်နေ့ဖွင့်ပွဲနေ့မှာဆိုရင်တော့မက္ကဆီကိုအသင်းကတောင်အာဖရိကအသင်းကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားတယ်ဖြစ်ပါတယ်။အင်ရှင်မက္ကဆီကိုအသင်းကဆိုရင်တော့ပွဲစကလေးကကွင်းလယ်ပိုင်းကိုစိုးမိုးထားခဲ့ပြီးတော့အာဖရိကရဲ့ခံစစ်ကြောက်ဆောင်တောင်အာဖရိကအသင်းကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။ပြည်သက်တွေရဲ့တခနဲ့အားပေးတဲ့နဲ့အတူမက္ကဆီကိုတို့တိုက်စစ်ဆင်ကစားခဲ့ပြီးတော့အနိုင်2-9နဲ့အတူအုပ်စုအတွင်း3မှတ်အဖိုးတန်ကိုအင်ရှင်PPတက်တောင့်တက်တာရယူသွားနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့မှတောင်ကိုရီးယားကချက်ကိုစလိုဗက်ကီးယားကို2-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားတယ်ဖြစ်ပါတယ်။အာရှရဲ့အင်အားကြီးတောင်ကိုရီးယားအသင်းကတော့ဥရောပရဲ့ခိုင်မာတဲ့ချက်အသင်းအရင်ကတော့ချက်ကိုစလိုဗက်ကီးယားနဲ့ရင်ဆိုင်ခဲ့ရတာပါချက်အသင်းရဲ့ကိုခန္ဓာပိုင်းအသာစီးရမှုကိုတော့ကိုရီးယားအသင်းကသူတို့ရဲ့ထုံးစံတိုင်းလျင်မြန်တဲ့ကစားကွက်မမောနိုင်မပန်းနိုင်ပြေးလွှားမှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်အပြန်လဲသွင်းကိုတွေနဲ့အကျိတ်နဲ့ရှိခဲ့ပေမဲ့နောက်ဆုံးမိနစ်ပိုင်းတိုက်ဆင့်စင်မှုတွေကြောင့်ပဲကိုရီးယားတို့2-1နဲ့အနိုင်ရရှိပြီးတော့အာရှကုံကိုစောင့်နိုင်ခဲ့ပါတယ်ဇွန်လ12ရက်နေ့မှာဆိုရင်တော့ကနေဒါအသင်းနဲ့ဘော့စနီးယားအသင်းတို့ရှင်ပြိုင်ခဲ့ပါတယ်တစ်ဖက်တစ်ကိုးစီနဲ့အသေးရလက်ထွက်ခဲ့ပါတယ်ကိုပိုင်မြေပေါ်မှာကစားခဲ့ရတဲ့ကနေဒါအသင်းဟာဆိုရင်တော့ဥရောပကအလက်ဒန်ဆာဘော့စနီးယားအသင်းကိုအသာစီးရဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းဘော့စနီးယားတို့ရဲ့စနစ်ကျတဲ့ခန်းစင်းနဲ့တံပြန်တိုက်စစ်ကြောင့်ပဲကနေဒါတို့အခက်တွေ့ခဲ့ရပြီးတော့တစ်ဖက်တစ်ကိုးစီသေးရလက်နဲ့သာကျင်းနေခဲ့ရပါတယ်။အင်ရှင်ဖြစ်ပေမဲ့လည်း3မှတ်အပြည့်မရခဲ့တာကြောင့်ပဲကနေဒါတို့အတွက်တော့အုပ်စုတက်ဖို့ရုန်းကန်ရမယ့်သဘောရှိနေပါတယ်။ဆက်လက်ပြီးတော့မှအမေရိကန်အသင်းကပါရာဂွေအသင်းကို4-1ဆိုတဲ့ရလက်နဲ့အနိုင်ရရှိသွားခဲ့ရလည်းဖြစ်ပါတယ်။ကနေဒါနဲ့မတူတာကတော့အမေရိကန်အသင်းပဲဖြစ်ပါတယ်။ကျဲပွင့်ကစားသမားအစုံအနေနဲ့တက်ကြွနေတဲ့အမေရိကန်တိုက်စစ်ဟာတောင်အမေရိကရဲ့ပါရာဂွေအသင်းကိုကောင်းကောင်းကြီးပညာပေးသွားခဲ့ပါတယ်။ထီရောက်တဲ့ဂိုးသွင်းယူမှုတွေဂိုးလေဖန်တီးမှုတွေကြောင့်ပဲပွဲပြီးမှာတော့4-1ဆိုတဲ့ဂိုးပြက်ရလာတဲ့တူအမေရိကန်တို့၎င်းတို့ရဲ့အင်ရှင်အရှိန်အဝါကိုပြသနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့မှဇွန်လ13ရက်နေ့မှာရှင်ပြိုင်ကစားခဲ့တဲ့ဘရာဇီးအသင်းနဲ့မော်ရိုကိုအသင်းတို့ဟာဆိုရင်တော့တစ်ဖက်တစ်ကိုးစီနဲ့သေးရလက်ထွက်ပေါ်ခဲ့ပါတယ်။ဒီနေ့ရဲ့အဓိကအယုံဆိုင်စရာပွဲစဉ်ကတော့ကမ္ဘာဖလား9ချိန်ချန်ပီယံဘရာဇီးနဲ့ကမ္ဘာဖလားစင်မြင့်ထက်မှာခြေစွမ်းပြလိရှိတဲ့အာဖရိကချင်းသေးမော်ရိုကိုတို့ပွဲစဉ်မှာပဲဘရာဇီးတို့ရဲ့စံပါတိုက်စစ်ဆင်မှုတွေကိုတော့မော်ရိုကိုတို့ကစနစ်တကျအသင်းလိုက်ကစားကွက်ကြိုက်ခိုင်မှုတွေနဲ့တားဆီးနိုင်ခဲ့ပါတယ်။တစ်ဖက်တစ်ကိုးစီသေးကျသွားခဲ့တဲ့ဒီရလက်ဟာဘရာဇီးအတွက်စိုးရိမ်စရာဖြစ်စေပြီးတော့မော်ရိုကိုအတွက်တော့အောင်ပွဲတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဇွန်လ14ရက်နေ့တင်ကားကြီးတွေရဲ့ဟိန်းအော်တန်နဲ့အာရှဥရောပအားပြိုင်မှုစလုတာမြောင်းနေ့မှာတော့ပြိုင်ပွဲရဲ့အမြင့်ဆုံးဂိုးသွင်းပွဲကြီးနဲ့အကျိတ်နဲ့ပွဲစဉ်တွေကိုရှုစားခဲ့ကြရပါတယ်။ဂျာမနီအသင်းနဲ့ကျူရာဆောင်းအသင်းတို့ရဲ့ရှင်ပြိုင်ပွဲမှာတော့ဂျာမနီအသင်းကကျူရာဆောင်းအသင်းကို9-9ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ဂျာမန်တင်ကားကြီးတွေဟာဆိုရင်တော့သူတို့ရဲ့ဆက်ရန်ရဆန်ဆန်ရက်စက်မှုကိုပြသခဲ့ပါတယ်။ကမ္ဘာဖလားစင်မြင့်ကိုပထမဆုံးချိန်လာရောက်ရှင်ပြိုင်ခွင့်ရတဲ့ကျူရာဆောင်းအသင်းဟာဆိုရင်တော့ဂျာမနီရဲ့ဝါရင်တိုက်စစ်စင်အောက်မှာလမ်းပြောက်ခဲ့ရပါတယ်။ဂျာမနီကတော့ဂိုးမိုးရွာသွင်းပြီးတော့9-9နဲ့ဂိုးပြတ်နိုင်တဲ့ပွဲကိုရယူပြီးစိန်ခေါ်မှုပြုလုပ်လိုက်ပါတယ်။ကျူရာဆောင်းအတွက်ကတော့ဂျာမနီလိုအသင်းကြီးကိုတကိုးပြန်သွင်းနိုင်တာဟာတမိုင်းဝင်ဂုဏ်ယူစရာလည်းဖြစ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့မှနယ်သာလန်နဲ့ဂျပန်အသင်းတို့ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့တစ်ဖက်2 ဂိုးစီနဲ့သေရလက်ထွက်ပေါ်ခဲ့ပါတယ်။ပရိသတ်တွေအကြိုက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ဒက်စတိုရဲ့ကစားကွက်အသာစီးရမှုကိုဂျပန်အသင်းကစီကံရှိမှုနီးပြူဟာပိုင်းမိမိရရှိမှုတွေနဲ့အကောင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။နယ်သာလန်ကဥဆောင်လိုက်ဂျပန်ကလိုက်ကစားလိုက်တဲ့ပွဲပြီးဆုံးချိန်မှာဆိုရင်တော့2 ဂိုးစီသေရလက်ထွက်ပေါ်ခဲ့ပါတယ်။ဒီပွဲဟာဆိုရင်တော့ဆာမူရိုင်းဂျပန်တို့ဥရောပထိပ်သီးတွေကိုဘယ်လောက်ထိရှင်ကစားနိုင်လဲဆိုတာကိုသက်သေပြခဲ့တဲ့ပွဲလေးဖြစ်ပါတယ်